မို့အာဂါသပြင်ရောက်နေရယ်TV လေးပါရှိရပါတော့အာဂါသပြင်မှာသူတို့တော့အိတ်ကြောင်းနေဒေါ်เมืองလေးစိတ်စီကိုလမ်းလျှောက်တော်လို့ရတဲ့စတေကိုပါစေနှုံဗီဒီယိုနောက်ဆုံးမှာနော်နက်ပိုင်း flight ဆော်ဆော်ရှိတဲ့သူတွေတော့မဟုတ်ခဏတစ်ဖြုတ်လေးလာနာရှင်နေဆိုရင်တော်တော်လေးအဆင်ပြေတာပေါ့နော်အာဂါသပြင်လိုမျိုးလောက်ထားတဲ့ဒီ space station hotel ပါဒါဝင်သွားတဲ့လမ်းပဲအစားမို့ကြောင်နေဝင်အပပပယ်နာလေးလဲပေါ့ဒီ01လို့ရေးထားတဲ့ဟာလေးနော်တကားလောက်ထားတာအစားတော်တော်မိုက်တယ်ရောအထဲဝင်သွားတယ်မြင်တဲ့အတိုင်းပဲသူတို့စင်ထားတာဒီအတိုင်းလေးပေါ့နော်ဒါသူများကြော်ညာခိုင်းတော့မဟုတ်နော်တမင်ကိုလာနာကြည့်ရှင်တာပြီးတော့တငယ်ချင်းတို့ကိုလည်းပြရှင်သူကနေ့လည်နိုင်မှာ check in ပေးတာအစောရောက်တော့အဲ့မှာအချာဟိုင်ပဲထိုင်စောင့်နေရတယ်ပေးနားမှာဆိုရင်လည်း Amazon Cafe မှုန့်ဆိုင်ပြီးတော့ 7-Eleven လည်းရှိထားတယ်စောင့်ရင်လည်းအဲ့မှာအခန်းလေးရပါပြီမိုးရတဲ့အခန်း9ထပ်မှာတယ်တက်လေကားလည်းမရှိဘူးအရင်လေးပစ္စည်းပါသွားရင်အဲ့မှာအောက်မှာထားခဲ့မောလိုက်တာမိုးရခန်း9-3ခွန်ဒီတကားကနေဝင်သွားလိုက်မယ်ဆိုရင်တော့အဲ့မှာပါဒီအတိုင်းလေးကိုတွေ့နေရပါမင်းတစ်တာတွေကိုနှစ်ထပ်ဆင့်ထားတာပေါ့နော်ဒီအခန်းမှာဆိုရင်12ရောက်အိတ်လို့ရတာပေါ့နော်တိတ်ဆိတ်အေးစိမ့်ပြီးတော့တန့်ရှင်းနေရောပဲပစ္စည်းထားတဲ့ဒီလောကားကလည်းအဲ့မှာမိုက်တယ်တော့စကန်လိုက်ရတယ်သူ့ကသူအော်တိုပွင့်သွားပစ္စည်းတွေပါရင်ဆိုရင်ဒီထဲမှာထားလို့ရတာပေါ့မိုးတို့ရဲ့အိတ်ရဲ့အခန်းကြီးသွားကြည့်ကြရအောင်နှစ်ထပ်ရှိတော့မိုးအောက်ထပ်ရတာဒီ9-3ခွန်ပေါ့နော်ဒီတိုင်းစကန်လိုက်မယ်ဆိုရင်တကားလေးကိုဒီတိုင်းတွန်းပြီးတော့ဖွင့်လိုက်ရုံပါပဲမခန်းလေးရတက်နေပြီးတော့ထင်တာတလောက်မကျင်းဘူးတယောက်စာအေးစေးအိတ်လို့ရတယ်မိတွေပါစင်ထားလည်းလာရင်နော်အာဂါသပြင်ရောက်တော့တလို့မျိုးပေါ့ဒီမှာကြရတဲ့ခု TV လေးပါတာ review ထဲမှာတော့သူကsmart TV ပေါ့ Netflix တွေပါလည်းကြီးလို့ရတယ်ပြောတယ်ဒါပေမဲ့အဲ့မှာ Wi-Fi တော့သွားချိန်လို့မရအောင်ခေါင်းတော့သွားမင်းလို့ပဲဒါပေမဲ့ထားလိုက်ပါတော့လေမကြီးတော့ဆိုပြီးထားလိုက်တယ်ဒီထဲမှာပါခလုတ်လေးတွေရှော့ကလေးကြီးရဒါတော့အားသွင်းတဲ့နေရာပေါ့နော်ပြီးတော့ဒီအောက်ကမီးပါချိန်လို့ရတယ်အဲ့မှာမီးတွေရှောက်ကလေးကြည့်နေအယောင်လည်းသူကချိန်လို့ရတယ်အပူချိန်ရောတော့သူက23ဒီဂရီလောက်ထားပေးရချိန်လို့မရလေအေးမြန်မြန်ဝင်ရှင်ဒီဖန်လေးချိန်လို့ရတာပေါ့နော်ဒီအခန်းတီတာထဲမှာသူက aircon တက်ထားပေးတာမဟုတ်ဘူးနော်ဒီအခန်းထဲမှာတစ်တာ12လုံးရှိရလေနော်အဲ့ဒါကို aircon တစ်ခုထဲတက်ထားတာအဲ့ဒါကိုမှဒီလေလေးအပြင်က aircon အေးတဲ့ဟာတွေကိုစုပ်ထည့်လိုက်တာအဲ့တပေါ်မျိုးဒီ Mac လောက်လေးပါသွားလို့တော့တယ်အဲ့မှာမှန်လန်းကတ်ထားပြီးဗီဒီယိုရိုက်လို့ရတာပေါ့နော်တစ်တာထဲမှာဒီလို AC ကိုထိုင်လို့ရတာပေါ့နော်67ပြင်သွားရမယ်ဆိုရင်ဒီ door lock ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်တာနဲ့ဖွင့်လို့ရပါပြီအထဲမှာဆိုရင်တော့တပတ်တစ်ခုပေးထားမယ်ဒါတပတ်ပေါ့နော်အစားဆောင်ထင်းနေရဆောင်ကဒီမှာပါတော်တော်လေးကိုကြီးပါတယ်ဆောင်နဲ့ထူတာပဲအဲ့မှာအိတ်စင်ခန့်Netflix ကကြည့်လို့မရတော့ကိုယ့်ရဲ့ iPad ထဲကနေပြီးတော့ဖွင့်ကြည့်လိုက်ရတာပေါ့နော်မကျင်းတဲ့တေကိုအဲ့ဒါမီးတွေပါရှောက်ထက်ကလေးအမှလောက်ကြိုက်တာလောက် intro ကတမိုင်းလည်းကြိုက်လောက်တယ်တယောက်ထဲ AC ပဲတိတ်အစီမပြတဲ့တခုကပါလဲဆိုတော့ဒီရေချိုးခန်းပေါင်းတော့ရတာပါပဲတန့်ရှင်းတော့တန့်ရှင်းတယ်ဒါပေမဲ့မခွဲထားဘူးပေါ့နော်ဒီအတိုင်းအကုန်လုံးပေါင်းတော့ရမှာအဲ့ဒီအိတ်တဲ့အခန်းထဲမှာမုံပေးမစားအောင်နော်ဒီမှာမုံစားခြင်းဒီဒုတိယထပ်မှာလာထိုင်စားတာတော့ free ချထားပေးတဲ့ဟာပါအခုမို့လိုမျိုးတယောက်ထဲအိတ်ပြီးတော့ရေချိုးခန်းပညာတွဲတုံးတာမလို့ရှင်ဆိုရင်တို့ private အခန်းလေးရှိရနော်အဲ့လိုအိမ်သာတွဲရက်နေဒါကလည်းအတွေ့အကြုံတစ်ခုပေါ့ကောင်းတယ်ဒီကနေတော့မောင်းလေစိတ်ကိုလမ်းလျှောက်သွားတာခဏလေးပဲရောက်လေစိတ်နာလုံးစရာရှိတဲ့သူတွေတမ flight အစောရှိတဲ့သူတွေဆိုရင်တွားအိတ်လို့ရတာပေါ့နော်ဒါကိုတည300ကျော်နဲ့ရခဲ့ဒီကိုတွားနာဖူးတဲ့သူတွေရှိလားပြီးတော့တန်လားမတန်လားကောင်းလားမကောင်းလားလက်ခက်ပေး bye